Hello ကျွန်တော်အခန်း90ဆက်သွားရအောင်အခန်း90အခန်းကျော်ကော့ပေါ့နော်ခန်းကျော်ကော့ဆိုတာသူလည်းအရေးကြီးရနော်ဒီ4950 and4 grammar နှခန်းပေါ့အဲ့တော့အခန်းကျော်ကော့ဆိုတာတော့ကိုနှိမ့်ချတဲ့အသုံးလုံးပေါ့ဒီဆုံးခေကောအခန်းကျော်ကောနှစ်ခုစလုံးကရင်ကျေးတဲ့အသုံးလုံးတွေပေါ့နော်အဲ့တော့ဘာကွာလဲဆိုရင်ကိုဆုံးခေကောသူများလုပ်တယ်ခန်းကျော်ကောကိုလုပ်တယ်ဒါပဲကွာအဲ့တော့ခန်းကျော်ကောဆိုအလွယ်မှတ်မယ်ကိုပဲလုပ်မှာပေါ့အဲ့တော့2မျိုးပဲရှိတော့မယ်ဆုံးခေကခုနကတော့4မျိုးရှိခဲ့တယ်ပေါ့နော်ဒီကောင်က2မျိုးပဲရှိမယ်လွယ်တယ်နော်အဲ့ကြည့်အောင် O go ကို must ဖြုတ် she must ပေါ့ရမလားပထမတစ်ခုပေါ့နော်ဒီဆုံးခေကမှာတော့နိနာရီ must ထွက်သွားတယ်နော်အနောက်မှာဒီကောင်ကျတော့ O go must ဖြုတ် she must ထွက်တယ်ပြီးရင်သူရဲ့ခုနလိုပဲတည်တံ့သုံးစလုံးလေးတွေရှိမှာပေါ့ဆရာကွနဲ့ကျွန်တော်ကြက်ကမယ်ဟာလေးတွေပေါ့နော်အဲ့တော့တွားကြည့်အောင်ပထမတစ်ခုက O go must ဖြုတ် she must ပေါ့အဲ့ဒီမှာဆိုရင်ကျွန်တော် erasure ဆိုတဲ့ verb ပေါ့နော်ထည့်ရဆိုတဲ့ verb အဲ့တော့ကျွန်တော်လုပ်မယ်လေကိုလုပ်မယ်ခါမှာဆိုကျွန်တော်ခန်းကျော်ကိုတောင်းမှာပေါ့အဲ့တော့ဝတရှိကတဲ့ခိုးရို OE တဲ့ရှိမှဖြစ်သွားမယ်ဒါဆိုကျွန်တော်တို့ကပုံမှန်ကွာရိုးကျွန်တော်ထည့်လိုက်မယ်ဆိုပြီးတော့ eremas ပဲမဟုတ်ပဲနဲ့သိရမလားဒီကောင်ဆုံးကြီးကလေကိုရှိမှလေတောင်းလိုက်ချင်အပြင်ပို့ပြီးတော့ရင်ကျေးသွားမယ်ကွာကျွန်တော်တို့ပြောလိုက်တဲ့စကားကလေအဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်မြန်မာစကားမှာဆိုရှိရလေဟုတ်တယ်မလားထည့်လိုက်မယ်ဆိုတာနဲ့ထည့်လိုက်မယ်ခမရဘာညာအဲ့လိုမျိုးတစ်ခုခုပေါ့နော်ပိုရင်ကျေးသွားတာပေါ့အဲ့လိုမျိုးပေါ့ဒီမှာဆိုလဲကျွန်တော်ကခိုးရို OE တဲ့ရှိမှပြီးနောက်တစ်ခု okurima ဆိုတဲ့ verb ပေါ့မဆိုလဲကျွန်တော်ပို့မယ်လို့ပြောချင်တာပေါ့ဝတရှိကအခီမာတဲ့ okuri shimas ဘူတာထိလိုက်ပြီးတော့ပို့ပါမယ်ပြီးနောက်တစ်ခု sesume ဆိုတဲ့ဒီခန်းနှလုံးပေါင်းလေးပေါ့နော်ကျွန်တော်ပြောနော်အလွယ်မှတ်လို့ရတယ်ဆိုတော့ဒီ ogo ဘယ်လိုခွဲမလဲဆိုရင် group 3စလုံးလေးတွေပေါ့ဒီလိုမျိုးနှလုံးဘူးလေးတွေပေါ့ခန်းကြီးဒီတစ်လုံးချင်းဒီထုတ် sesu ဆိုအဓိပ္ပာယ်မရှိဘူး me ဆိုတဲ့အဓိပ္ပာယ်မရှိဘူးပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ go လေးကတ်လိုက်အောင်မယ်အဲ့ဒါဆိုရင် go နဲ့တော့မှာပေါ့ဒီဥစလုံးလေးဆို私はご説明しますကျွန်တော်ရှင်းပြပါမယ်これらくしますလည်းမဖြုံမယ်私がご覧くしますကျွန်တော်ကဆက်သွယ်ပါမယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီကိုလုံးမဲ့ဆုံးခေကောင်မှာပထမတစ်ခုက O ကို must ဖြုတ်ရှိますဆိုတဲ့တစ်ခုပြီးနောက်တစ်ခုကခုနလိုပဲကျွန်တော်ဇာတ်ကွက်လေးပေါ့ဒါတော့စာအုပ်ကဟာလေးပဲကျွန်တော်တွားပြီးတော့ကတ်ထည့်လိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလဲသူ့ပဲကြက်ကမယ်ပေါ့ဒီမှာ ikimas kimas ဆိုရင်ကျွန်တော် myrimas ဆိုပြီးတုံးတယ်ကျွန်တော်မြန်မာနေလာခဲ့ပါတယ်ဆိုရင်မြန်မာခါရ myrimashita ဆိုပြီးတုံးရတာပေါ့သူကျတော့ imas ကတော့တတ်တခုထပ်ဖြစ်သွားတာနော်ခုနကောင်ကျ irashimas ဒီကောင်ကျတော့ imas ဆိုရင် orima ဆိုပြီးဖြစ်မယ်ရမလားပြီးနောက်တစ်ခု tabemas nomimas ဆိုရင်ကျွန်တော်ကခုနလိုမျိုးဆုံးခေတ်ကမှာတော့ဒီဗာလဲ meshia garimas မလားဒီကောင်မှာတော့ဒီကိုသုံးမဲ့စလုံးခန်းကျော်ကလေးတွေမှာတော့ itadakimasu ဖြစ်မယ်ပြီးနောက်တစ်ခုကပို့လိုက်တော့ moraimasu ဆိုတစ်ခုထပ်ပို့လိုက် moraimasu လက်ခံရရှိရဆိုလဲ itadakimasu နဲ့တုံးတယ်ပြီး imasu ဆိုရင်ကျွန်တော်တို့ပြောတယ်ဆိုရင်ဆုံးခေတ်ကမှာတော့ oshaimasu ဒီမှာဆိုရင် moshimasu တလားမတူးတော့ကျွန်တော်ဒီမှာဆုံးခေတ်ကမှာဆိုလဲသူတည်တန်းဟာလေးတွေရှိတယ်ခန်းကျော်ကမှာဆိုလဲတည်တန်းဟာလေးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီဆုံးခေတ်ကခန်းကျော်ကဇရာကွက်ကိုလို့ကျွန်တော်တည်တန်းအလုတ်ကိုရအောင်ရမယ်မရလို့မရအောင်เนาะအလွယ်ကျက်စရာနီးလန်းတော့မရှိသူတို့ကလေကျွန်တော်တို့ဒီဟာလေးနည်းနည်းလေးပါအများကြီးလည်းမဟုတ်ပါအောင်เนาะဒါလေးကိုကျွန်တော်ကြက်ပေးရမှာလို့ဒီကောင်ဟို N2 N1 တောက်လျှောက်ဟို level အမြင့်ထိဒီကောင်နဲ့3အောင်မှာတောက်လျှောက်မပါတဲ့စလုံးစမရှိဘူးကွာမေကွန်ဟောင်းနဲ့မှာဆိုလဲဒီ JB မေကွန်မှာဆိုအများနဲ့ပါတယ်ဒီဆုံးကြောခန်းကြောကိုတွေကလေကျွန်တော်ပိုင်ရမှာပေါ့နော်အဲ့ဒီမှာ email ဆိုလဲ moshimas ကျွန်တော် interview လေးပဲဖြေဟုတ်တယ်မလားကျွန်တော်တို့နာမည်က watashi no namae wa nainani to moshimas လို့ခေါ်ပါတယ်ဘယ်သူကခေါ်တာလဲကိုကလေနော်ကိုကကိုနာမည်ကိုလုံနေရဆိုတော့အဲ့တော့ဒီခန်းကြောကလေးနဲ့တောင်းတာပေါ့ moshimas ပြီး shimas ဆိုရင် itashimas ပြီး shiteimas ဆိုသူကြောင့်ပြောင်းဝင်တယ် sonjite orimas တဲ့ imas ဆို orimas ဆိုလို့နော်ဒီရှိဒီမဆန်ဆိုရင်ဇွန်ဂျီမဆန်မသိပါဘူးပေါ့မိမဆိုရင်ကြည့်တယ်ဆိုရင် high can ရှိမတ်ပြီး kikimas နော်ဒီနားထောင်နေမေးတယ်ကြားတယ်လို့ဆိုရင်ဥခခိုင်မဆိုပြီးတုံးတယ်ပြီးဥခခိုင်မဆိုတော့နောက်ထပ်အဓိပ္ပာယ်တစ်ခုရှိတယ်သူများကြီးနေပဲသွားလဲတဲ့အခါမှာသွားရမယ်နော်အပြန်မပါအောင်သွားတဲ့အခါမှာလည်းဒီဥချီရဲ့ဥခခိုင်မဆိုပြီးတုံးလိုက်ရတယ်အိမ်ကိုလာလဲပါမယ်ဆိုတဲ့ပုံစံမျိုးပြီးနောက်တစ်ခု IMS တွေ့ရဆိုလဲ omeni kakarima ဆိုရတော့မယ်ဒီဟာလေးတော့ကျွန်တော်အလွတ်ချက်ကမယ်ဟို rare ပါရှိမလို့ကျွန်တော်ကလာတယ်လို့ပြောမှာပေါ့ဟုတ်တယ်မလားဒါဆိုရင် watashi ga mairimas တလားဒါမှမဟုတ်ကျွန်တော်သွားရလို့ပြောချင်ပါ watashi ga mairimas watashi ga ikimas ဆိုအတိတ်ပဲပြီးနောက်တစ်ခုကျွန်တော်ကဒီမှာထားစားမယ်ပေါ့
ဒါဆိုလဲနော်တောက်မယ်ဆိုလက်ခံရရှိရဆိုလဲဝတာရှိကထားပဲမယ်ဆိုလဲဝတာရှိကအီထတာခိမတ်ကျွန်တော်စားမယ်ဝတာရှိကနော်မီမတ်ကျွန်တော်တောက်မယ်ဝတာရှိကမိုရိုင်းမယ်ဆိုလဲဝတာရှိကအီထာကခိမတ်ဆိုပြီးတော့အဲ့တော့ခန်းကြောကောလေးတဲ့အဓိကကိုလုံးတဲ့အမူအရာတွေမှာတုံးတယ်အဲ့လိုလွယ်မှတ်ထားမယ်နော်အဲ့တော့ဒီရှင်းဝအောင်လို့တစ်ချက်ဒီခိုင်းဝါဟာလေးကိုကျွန်တော်လောက်ထားပြီးကြည့်ကြည့်အောင်နော်အဲ့ကျွန်တော်ဒီမှာဆုံးခေတ်ကောနဲ့ခန်းကြောကောကွာခြားချက်ပေါ့နော်ဆုံးခေတ်ကော၄မျိုးရှိတယ်နော်โอเคမီဖောင်ရဲ့သူတီးတန်းသုံးစလုံးရဲ့ပြီးအိုးကိုမတ်ဖြုတ်နီနာရီမတ်ထွက်တာရဲ့ဒီခန်းကြောကောကြောင့်ခုနရှင်းတယ်ပေါ့နှစ်ခုပဲအိုးကိုမတ်ဖြုတ်ရှိမတ်ရဲ့နောက်တစ်ခုကတီးတန်းစလုံးနဲ့အဲ့ဒါလည်းကြည့်ပြီးခွဲကြည့်အောင်နော်ဒီခိုင်ဝါနော်အခန်း90မင်းနာနော်ဒီဟွန်ကိုရဲ့စာအုပ်က90ကခိုင်ဝါလေးပေါ့ပြောဆိုရှိကိုင်းရှာပေါ့ရှိကိုင်းရှာဒီပွဲစီစဉ်လို့ပဲဘာသာပြန်လိုက်ပေါ့နော်သူ MC ပုံစံမျိုးပေါ့ဒီမှာဆိုရင်ね優勝おめでとうございますတဲ့နိုင်တော့တဲ့အတွက်နော် congratulation ပေါ့နော်အဲ့အချိန်မှာ素晴らしい speech でしたတကယ်ထူးခြားပြောင်မြောက်တဲ့မိတ်ခွန်းတွေဖြစ်ခဲ့တယ်ပေါ့နော်တကယ်ပြောတာကောင်းလို့ねပေါ့ဒီမှာမိတာကတော့နိုင်သွားတဲ့သူပေါ့မိတာပြန်ပြောတဲ့အကြောင်းありがとうございますတဲ့ကျေးဇူးပါတဲ့အဲ့မှာရှိကိုင်းရှာမေးတော့မယ်သူများကိုခင်ချောရှိမတ်ကနော်စိတ်လှုပ်ရှားခဲ့လားဆိုပြီးတော့ကျွန်တော်တို့ကရှိမရှိခါဆိုပြီးသူများကိုမေးမှာအဲ့တော့စိတ်လှုပ်ရှားတာဘာတူလဲသူများလေဟုတ်တယ်မလားသူများစိတ်လှုပ်ရှားမှာဒီကောင်ကပွဲစီစဉ်နော်ရှိကိုင်းရှာကြီးကမိတာကိုမေးမှာပေါ့မိတာသူများလေအဲ့တော့သူများအလောက်မှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကရှိမရှိခါလို့မပြောဘဲနဲ့သူများကိုမြင်လိုက်တော့မှာပေါ့ဆုံးကိတ်ကိုတုံးလိုက်မယ်အဲ့တော့ရှိမရဲ့တည်တံ့သုံးစလုံးလေးကနာဆိုင်မတ်အဲ့တော့ခင်ချောနာဆိုင်မတ်ခါမြင့်တယ်မေးလိုက်တာပေါ့ဟုတ်တယ်မလားဘယ်သူကစိတ်လှုပ်ရှားမှလဲဆိုရင်သူများကိုသူလေမိတာဘောနော်ဒါသူတို့ပြောတဲ့စကားလေးအမိတာပြန်ပြောတယ်ဟိုင်းတဲ့ဟုတ်ကဲ့အရန်ကိုဘောနော်တိုတဲမောခင်ချောရှိမရှိစိတ်လှုပ်ရှားခဲ့တယ်အဲ့မိတာဆန်ကြတော့ကိုလှုပ်တာဖြစ်သွားရဲ့ကွာကိုလှုပ်တာဆိုရင်ကျွန်တော်ပြောပြီးခန်းကြောကိုတုံးမယ်လေအဲ့တော့ရှိမရှိဆိုရင်သူခန်းကြောကိုတီးတဲ့စလုံးကအီတာရှိမရှိလေအဲ့တော့အီတာရှိမရှိအရန်စိတ်လှုပ်ရှားခဲ့ပါတယ်ပြီး MC ထပ်မယ်Range は大変でしたかတော်တော်လေးခက်ခဲခဲ့လာပေါ့အဲ့တော့မိတာပြောတယ်忙しくてなかなか練習の時間ありませんでしたနော်အလုံးများပြီးတော့တော်တော်ရော range ချိန်နေမရှိခဲ့ပါဘူးတဲ့ MC ထပ်မေးပြန်ပြီသူနိုင်ဝါတဲ့ပတ်စံပေါ့ shocking ပေါ့နော်ဒီစုချင်းငွေနန်းနေပေါ့နော်နန်းနေပေါ့ဘယ်ရမှာတဲ့တောင်းမလဲလို့မေးချင်တာ sky mask ကလို့မေးမှာဒါပေမဲ့ရင်ကျင်းအောင်ကျွန်တော်စွန်ကိတ်ကိုတုံးလိုက်မယ်အဲ့တော့စွန်ကိတ်ကနောက်တစ်မျိုးပေါ့ဒီမှာ Oနီနာရီမတ်ဆိုတဲ့ဟာလေးတုံးလိုက်တယ်မတ်ဖြုတ်ထားပါတော့ sky mask ကိုမတ်ဖြုတ်လိုက်တယ် O sky နီနာရီမတ်ကာဆိုပြီးမြင့်တယ်ပြီးမေးလိုက်ဒါဆိုရင်တောင်းမှာမတူလဲသူများလေမိတာဟုတ်တယ်မလားအဲ့တော့ MC ကသူများတောင်းမှာဆိုသူများကိုမြင့်လိုက်သူများဒီဆုံးကိတ်ကိုလေးတုံးလိုက်တာ O sky နီနာရီမတ်ကာတဲ့ဘာမှတောင်းမှာလဲတဲ့မိတာပြောတယ်そうですね私は動物が好きでနော်ကျွန်တော် trace and ချစ်ပြီးတော့ဗောနော်ခိုးတော်မလို့တော့ခိခါရအမေရိကန်အခွန်တော်ယူမဲတဲ့စတာတဲ့အမေရိကန်သွားတော့အိမ်မှာဖြစ်ခဲ့တာဗောနော်အဲ့ဒီ MC ကထပ်မိတယ်ထပ်ပြီးတော့ဗောနော်ဂျားတဲ့အာဖရိကဟဲအခီမတ်ကတဲ့တော်လားအာဖရိကကိုသွားမှလားလို့မေးတာဒါပေမဲ့ကျွန်တော်တို့ကသူများလောက်တဲ့အပြုတ်မှုလေသွားမှမတူလေသူများလေအဲ့တော့သူများကိုကျွန်တော်တို့ထပ်ပြီးတော့မြင့်တင်ပြီးမေးမှာဗောပွဲစီစဉ်နေသူကဟုတ်တယ်မလားအရင်ချင်းလေးပြောမှာဗောပြောမှာတော့အဲ့ဒီမှာဆိုဥခဲမီဖောင်ထပ်တောင်းပါပြီတလားAfrica တော့ဤခါရဲမှာဆိုရင်ဒါတွားချင်းခံရတော့အဓိပ္ပာယ်မရှိဘူးလေအဲ့လိုအဓိပ္ပာယ်မရှိတဲ့စာကြောင်းတွေဆိုကျွန်တော်သိလိုက်ဒါဆုံးကိတ်ကိုတုံးတာအဲ့တော့ Africa တော့တွားမှာလားဆိုပြီး Ikimas ကဆိုပြီးမေးလိုက်တာအဲ့ဒီမှာတော့၃မျိုးတုံးတာတယ်ပေါ့နော်ဒါဆို okay မြေပုံစံရှိမယ် Oni နာတွေမှာရှိမယ်ပြီးဒီကောင်ဆိုတော့တီးတန်းစလုံးလေးပေါ့အဲ့လိုမျိုးလေးပေါ့နော်ပြီးနောက်တစ်မျိုးရှိတယ်နော်သူများတောင်းဆိုရညမှာ Oko Mas ပြောခုတာဆိုင်ဆိုတာရှိတယ်ပြီးနောက်တစ်ခုはいでアフリカの自然の中で綺麗な像を見たいと思いますでဒီတဘာဝထဲမှာပေါ့နော်ကျွန်တော်ဒီတက်ကလအုပ်တွေစင်တွေကိုကြည့်ချင်တယ်လို့သူတွေးထားပါတယ်တဲ့အဲ့တော့子供の頃の夢は叶うんですね叶うဆိုအိမ်မက်တွေပြေးသွားတာပါတော့နော်အိမ်မက်တွေပြေးပြီးနော်တဲ့はい嬉しいですတဲ့ပြောပါတယ်တဲ့အဲ့တော့မိတာထပ်ပြောတယ်応援しますအားပေးတာ応援してくださったくださいますဆိုတာခုရဲမတ်လေနော်အဲ့တော့သူများလောက်ပေးရလေပြိတ္တတရားကိုအားပေးတာဟုတ်တယ်မလားသူများအားပေးရဆိုတော့ကျွန်တော်くださいますတုံးရတာပေါ့အားပေးခဲ့ကြတယ်皆様ကိုခိုးရခါရခံရှာရှိますနှလုံးသားနဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ကြသူလေအဲ့တော့ရှိမတ်ကိုအီတာရှိမတ်ဆိုပြီးတော့ခံကြောကောလေးပြန်ဖြစ်သွားမယ်အားပေးတာသူများဆိုသူများတို့မြင်တယ်ဒိုမိုအာရီဂါတိုဆိုင်မတ်တာကျေးဇူးများတင်ပါတယ်အဲ့တော့အလွယ်မှတ်မယ်ဆုံးကိတ်ကိုဆိုရင်သူများလောက်တဲ့နေရာမှာတုံးမယ်ခံကြောကိုဆိုရင်ကိုလောက်တဲ့နေရာမှာတုံးမယ်ပေါ့နော်